အမေရိကန်ဘက်ကိုမဟာမိတ်တွေအများကြီးပူးပေါင်းလာကြတဲ့သဘောမြင်နေရပါပြီ။ဩစတြေးလျနိုင်ငံကတော့အရှေ့လေဘန်ကိုသူ့ရဲ့လက်နက်တွေအများကြီးထောက်ပံ့မှုတွေလုပ်လာပါတယ်။ဒါကရင်လိုပုံရှုပ်ခွေရှိုးတွေမဟုတ်တော့ဘဲနဲ့ပေါ်တင်ဝင်လာခဲ့ကြတာပါ။ကြတော့ဩစတြေးလျတပ်နိုင်ငံနဲ့တော့မဟုတ်ပါဘူး။ဥရောပနိုင်ငံကြီးအများစုကလည်းအမေရိကန်နဲ့အစ္စရေးကိုထောက်ပံ့မှုတွေလုပ်နေကြတာပါ။ UK မှာရှိတဲ့ latest scan တွေအားလုံးကိုအမေရိကန်ကိုအသုံးပြုခွင့်ပေးထားပါတယ်။ဒီအပြင် HMS Dragon Destroyer လို့ခေါ်တဲ့ဖျက်သင်္ဘောတစ်စင်းနဲ့ helicopter 2 စင်းကိုလည်း Mediterranean ပင်လယ်ပြင်နားကိုလွှတ်ထားပါတယ်။ Typhoon Fighter Jet 4 စင်းကလည်းကာတာနိုင်ငံမှာအသင့်ရှိနေပါတယ်။ပြင်သစ်နိုင်ငံကလည်းလေယာဉ်သင်္ဘောတစ်စင်းနဲ့ Frigate စစ်သင်္ဘောအုပ်စုကိုအစ္စရေးနားမှာလွှတ်ထားပြန်ပါသေးတယ်။ဒါအပြင် Cyprus နိုင်ငံမှာလည်းပြင်သစ်လေကာစနစ်တွေချထားပါသေးတယ်။ Greece နိုင်ငံကတော့ Frigate စစ်သင်္ဘော2 စင်းနဲ့ F-16 Fighter Jet 4 စင်းကို Cyprus နိုင်ငံကိုပို့ထားပါတယ်။ Italy နိုင်ငံကတော့ American ကို latest scan တွေအသုံးပြုခွင့်ပေးထားပြီးတော့ Cyprus နိုင်ငံကိုလေကြောင်းကာကွယ်ရေးတွေပို့ထားပါသေးတယ်။ Portugal ကလည်းသူ့နိုင်ငံမှာ American တပ်တွေကိုစိတ်ကြိုက်အသုံးပြုခွင့်ပေးထားပါတယ်။ စပိန်နိုင်ငံကလည်းသူ့ရဲ့ဖျက်သင်္ဘောတွေကို Mediterranean ပင်လယ်ပြင်ထဲကိုလွှတ်ထားပေးလိုက်ပါပြီ။အခြေအနေကတော့နှစ်ယောက်တစ်ယောက်ကနေအများနဲ့တစ်ယောက်ဝိုင်းရှားရတဲ့အခြေအနေကိုရောက်သွားပါပြီ။ဒီတော့အီရန်နိုင်ငံအနေနဲ့ဘယ်လိုမျိုးကြမ်းကြမ်းခံတုံ့ပြန်လာမလဲဆိုတာကတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာပါတယ်။အခြားအရက်နိုင်ငံတွေကလည်း American ထိရိပ်အောက်မှာပဲပျော်နေပြီးတော့အီရန်ကိုလိုလားတဲ့ပုံစံတွေမမြင်ရပါဘူး။အီရန်နိုင်ငံဘက်ကလည်းသူတို့ကိုဂရုစိုက်တဲ့ပုံစံဘက်မှာတော့မရှိပါဘူး။အခုအချိန်ထိတော့အီရန်နိုင်ငံတွေကိုစစ်သားတွေလွှတ်ပြီးတော့ဝင်ရောက်တိုက်ခိုက်ဖို့အထိ American ဘက်ကမစွန့်စားရဲသေးတာကိုတွေ့ရပါတယ်။အားလုံးရဲ့အမြင်ဘယ်လိုရှိတယ်ဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးဗျ။